ကိုအသုံးပြုပြီးတော့ဗီဒီယိုတစ်ပုဒ်ကိုလွယ်လွယ်ကူကူနဲ့ဖန်တီးတတ်ရှင်လားဒါဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါအားလုံးပဲမြင်လာပါခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပြီးသွားမှာကတော့ AI ကိုအသုံးပြုပြီးတော့ဗီဒီယို script ရေးလို့ရမယ့်နည်းလမ်းလေးနဲ့ကျွန်တော်တို့ AI ကိုအသုံးပြုပြီးတော့ဗီဒီယိုတစ်ပုဒ်ကိုလွယ်လွယ်ကူကူနဲ့အစအဆုံးလုပ်လို့ရမယ့်နည်းလမ်းလေးကိုဒီဗီဒီယိုမှာမျှဝေပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာโอเคပါဒီဗီဒီယိုမှာမျှဝေပြီးသွားမယ့်အထဲမှာကျွန်တော်တို့ဗီဒီယို script တွေကို AI ကိုအသုံးပြုပြီးတော့ရေးခိုင်းလို့ရမယ်ကျွန်တော်တို့ဗီဒီယို script အထဲမှာပါတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့ဓာတ်ပုံလေးတွေကို AI ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ခိုင်းလို့ရမယ်နောက်ပြီးတော့ကိုယ့်အနေနဲ့လိုအပ်တဲ့အတန်လေးတွေကိုအနေနဲ့ဘယ်လိုမျိုးဖန်တီးလို့ရမလဲဆိုတာကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်။ Okay ပါပထမဆုံးအနေနဲ့ကျွန်တော်တို့ဗီဒီယို script တစ်ခုရဖို့အတွက်ဆိုရင်တော့ကျွန်တော် Gemini AI ထဲမှာကျွန်တော်တို့ရိုက်ရှာလို့ရတယ်ပေါ့နော်။ Okay ပါ Gemini software လေးတွေကိုဝင်လိုက်ပါ။ပြီးပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီနေရာမှာကျွန်တော်တို့ search bar လေးမှာပေါ့နော်။ဒီလိုမျိုးကိုရေးခြင်းနဲ့ကိုဗီဒီယိုလုပ်ရှင်နဲ့ကျွန်တော်တို့စာတမ်းလေးကိုရေးလိုက်ပေါ့နော်ကျွန်တော်ကတော့မန္တလေးမြို့ပေါ်ကအလဲပတ်သွားတဲ့နေရာ၅ခုအကြောင်းကို10မိနစ်စာဗီဒီယိုအတွက် script ထုတ်ပေးပါဆိုပြီးတော့ရေးလိုက်တယ်ပေါ့နော်ကိုအနေနဲ့10မိနစ်စာပဲဖြစ်ဖြစ်2မိနစ်စာပဲဖြစ်ဖြစ်ကိုအနေနဲ့ဒီနေရာမှာရေးထည့်လို့ရပါတယ်โอเคပါကျွန်တော်ကတော့10မိနစ်စာဗီဒီယိုအတွက် script ထုတ်ခိုင်းလိုက်တဲ့အတွက်ဒီနေရာကိုဒီနေရာမှာရေးလိုက်တယ်ပေါ့နော်ပြီးရင်တော့ဒီမှာရှိတဲ့ sound clip ကိုနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ AI ကနေပြီးတော့ကျွန်တော်တို့ရေးပေးမှာပဲဖြစ်ပါတယ်ဒီမှာဗီဒီယို script လေးထွက်လာပြီပေါ့နော်မန္တလေးမှာမဖြစ်မနေလဲပတ်တဲ့နေရာ၅ခုဆိုပြီးတော့ကျွန်တော် intro မှာတော့ကျွန်တော်မြန်နန်းစံကျော်ရွှေနန်းတော်ကြီးအလှကိုပြထားပါတဲ့ဒါကတော့ကျွန်တော်ဗီဒီယိုမှာကိုဖန်တီးတဲ့အခါမှာပေါ့နော်ကိုအနေနဲ့ဘယ်လိုမျိုးလုပ်ရမလဲဘယ်နေရာတွေမှာဘယ်ပုံလေးတွေကိုထည့်ရမလဲဆိုတာကိုဒီနေရာမှာပြောပြပေးထားတယ်ပေါ့နော်ဒီမှာဆိုရင်ပထမဆုံးအနေနဲ့မြန်နန်းစံကျော်ရွှေနန်းတော်ပြီးရင်တော့ကျွန်တော်နံပါတ်1ကတော့မန္တလေးတောင်ပေါ့နော်ပြီးရင်တော့နံပါတ်2ကကုသိုလ်တော်ဘုရားနံပါတ်3ကတော့မြန်နန်းစံကျော်ရွှေနန်းတော်ပေါ့နော်နံပါတ်4ကတော့ရွှေကျောင်းနံပါတ်5ကတော့ဥပိန္ဒရာဆိုပြီးတော့ကျွန်တော်တို့နေရာ5ခုပေါ့နော်ဒီကောင်လေးကိုကျွန်တော်10မိနစ်စာဒီနေရာမှာသူ့အနေနဲ့10မိနစ်စာဘယ်နေရာမှာဘယ်လိုမျိုးစက္ကန့်လေးတွေဆဲဆိုတာကိုဒီနေရာမှာအကုန်ပြောပြထားတယ်ပေါ့နော်ဆိုတော့ကကျွန်တော်တို့အနေနဲ့ဒီ script လေးကိုကိုယ့်အနေနဲ့အတန်အဖြစ်ပြောင်းလဲဖို့အတွက်ဆိုရင်တော့ကိုယ့်အနေနဲ့နည်းနည်းလေးတော့ကျွန်တော်တို့အပ်ထည့်ရမယ်ပေါ့နော်ဒီပေါ်မှာရှိတဲ့မန္တလေးကိုရောက်ရင်ဘယ်နေရာသွားရမလဲစဉ်းစားနေလား10မိနစ်အတွင်းမဖြစ်မနေသွားတဲ့နေရာ5ခုကိုပြောပြပေးမယ်နော်ဒါလေးတွေဆိုရင်ကျွန်တော်တို့ copy ကူးလိုက်မယ်copy ကူးလိုက်မယ် copy ကူးပြီးပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ note ကလေးထဲမှာမှတ်ထားလိုက်ပေါ့နော်ဒါကတော့ကျွန်တော်တို့အနေနဲ့နည်းနည်းလေးတော့ကိုယ့်အနေနဲ့တော့အားဆိုင်ရတယ်ပေါ့နော်ဗီဒီယိုကောင်းတစ်ပုဒ်ရဖို့အတွက်ဆိုရင်တော့နည်းနည်းလေးတော့ကျွန်တော်တို့တေချာလေးတော့လုပ်ပေးရပါတယ်ပြီးရင်ဆိုရင်တော့ကျွန်တော်တို့နံပါတ်1ကပါလဲဆိုတော့မန္တလေးတောင်ဆိုရင်တော့ကျွန်တော်တို့ပထမဆုံးကတော့မန္တလေးတောင်ပါဒီဟာလေးကို copy ကူးလိုက်မယ် copy ကူးပြီးရင်ကျွန်တော်တို့ note လေးထဲမှာမှတ်ထားမယ်ပေါ့နော် okay ပါဒါနံပါတ်1ပါပြီးရင်တော့နံပါတ်2ကကုသိုလ်တော်ဘုရားကတော့ကျွန်တော်တို့ဒီနေရာမှာဒုတိယကတော့ကုသိုလ်တော်ဘုရားပါโอเคပါ copy ကူးမယ်ဒီနေရာမှာ paste လုပ်မယ်ပြီးရင်နံပါတ်3ကတော့ကျွန်တော်မြန်နန်းစံကျော်ရွှေနန်းတော်ပြီးရင်တော့ဒီမှာ copy ကူးမယ်ဒီလိုမျိုးပုံစံလေးအတိုင်းကျွန်တော်တို့ copy ကူးပြီးတော့ note ထဲမှာမှတ်လိုက်ပါโอเคပါကျွန်တော်တို့အနေနဲ့ဒီလိုမျိုးလေး copy ကူးပြီးသွားပြီဆိုရင်တော့ဒီကောင်လေးကိုကျွန်တော်တို့အနေနဲ့voice အတန်ရဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ AI ကိုခိုင်းရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကောင်လေးတွေကို copy ကူးလိုက်ပါ copy ကူးပြီးပြီဆိုရင်တော့ကျွန်တော်တို့ Chrome browser လေးတွေကိုဝင်ရမှာဖြစ်ပါတယ် Chrome browser တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ search bar လေးမှာ TTS free ဆိုပြီးတော့ကျွန်တော်ရိုက်ချလိုက်ပါဒီမှာဆိုရင် TTS free ဆိုပြီးတော့ဒီ website လေးရှိရပေါ့နော်ဒီ website လေးတွေကိုဝင်ပေးလိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော်တို့နေဒီနေရာမှာကျွန်တော်စာသားနေပြီးတော့အတန်ပြောင်းဖို့အတွက်ဒီနေရာမှာပထမဆုံးအနေနဲ့ language ပြောင်းရမယ်ပေါ့နော်ကျွန်တော်တို့ကမြန်မာဖြစ်တဲ့အတွက်မြန်မာလို့ရိုက်ချလိုက်မယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီနေရာမှာနီလာဒီဟာရှိတယ်မိန်းကလေးပြောချင်လားယောက်ျားလေးပြောချင်လားရှိတယ်ပြီးရင်တော့ဒီမှာ voice speed တွေချိန်လို့ရမယ်ပြီးရင်တော့ဒီမှာကျွန်တော်တို့Gemini ကိုသုံးမလားကျွန်တော်တို့ Microsoft ကိုသုံးမလားအများကြီးရှိရပေါ့နော်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ပြောင်းကျင်တဲ့ကျွန်တော်စာသားကိုဒီနေရာမှာ paste လုပ်လိုက်ပါโอเคပါဒီနေရာမှာကျွန်တော်တို့စလုံးပေါင်း900ပဲရတယ်ဆိုရင်900ကိုအရင်ဆုံးထည့်လိုက်ပေါ့နော်ဒါနံပါတ်2အထိရတယ်ဆိုရင်နံပါတ်2အထိကိုပထမဆုံးအနေနဲ့အတန်သွင်းလိုက်မယ်နော်โอเคပါအတန်သွင်းဖို့အတွက်ဆိုရင်တော့ဒီမှာရှိတဲ့ background music ထည့်ခြင်းနဲ့ဆိုရင်တော့ဒီမှာရှိတဲ့ background music ကိုအနေနဲ့ထည့်လို့ရတယ်ပေါ့နော်โอเคကျွန်တော်ကတော့မထည့်တော့ဆိုတဲ့အတွက်ဒီမှာရှိတဲ့ compa noun ကိုနေလိုက်ပါမယ်ဒါဆိုရင်တော့ AI ကနေကျွန်တော်တို့ဖန်တီးပေးလိုက်တဲ့အတန်လေးကိုဒီနေရာမှာကျွန်တော်တို့နားဆင်လို့ရတယ်ပေါ့နော်နားထောင်ကြည့်လို့ရပါတယ်မန္တလေးကိုရောက်ရင်ဘယ်သွားရမလဲစဉ်းစားနေလား10မိနစ်အတွင်းမဖြစ်မနေသွားတဲ့နေရာ5ခုကိုပြောပြပေးမယ်နော်ပထမ
โอเคပါဒါဆိုရင်တော့ကျွန်တော်တို့ခုနစာသားလေးကနေပြီးတော့ကျွန်တော်တို့အတန်လေးရလာပြီပေါ့နော်အတန်လေးကို download ဆွဲဖို့အတွက်ဆိုရင်တော့ဒီမှာရှိတဲ့ download mp3 ကိုနှိပ်လိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော်ဒီကြော်ညာလေးကိုပိတ်ပြီးတော့ဒီမှာ download အခန်းကိုနှိပ်လိုက်မယ်ဆိုရင်တော့ဒီနေရာမှာကိုယ့်ရဲ့ဖုန်းထဲကိုရောက်လာပြီပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဗီဒီယိုဖန်တီးဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့လိုအပ်တဲ့ဓာတ်ပုံလေးတွေရှိတယ်ပေါ့နော်လိုအပ်တဲ့ဓာတ်ပုံလေးတွေကိုကျွန်တော်တို့ဘယ်လိုမျိုးလုပ်ရမလဲဆိုရင်တော့ဒီမှာကျွန်တော်တို့ပထမintro မှာကျွန်တော်တို့မြန်နန်းစံကျော်ရွှေနန်းတော်ကြီးရဲ့အလှကိုပြထားပါဆိုတဲ့အတွက်ကျွန်တော်တို့အနေနဲ့မြန်နန်းစံကျော်ရွှေနန်းတော်ရဲ့ပုံလေးကိုကိုယ်အနေနဲ့ intro မှာပြရမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ number 1 မန္တလေးတောင်ဆိုရတော့တောင်ပေါ်ကနေမြို့အလှကြည့်လို့ရတဲ့ပုံဒါမှမဟုတ်လေကရစ်ရှုခင်းတွေကိုပြပေးပါဆိုပြီးတော့ဒါကိုယ်အနေနဲ့ဒီဗီဒီယိုလေးကိုပေါ့နော်ဒီဓာတ်ပုံလေးတွေနဲ့ကိုယ်အနေနဲ့လှဆင်ရမှာဖြစ်ပါတယ်နံပါတ်2မှာဆိုရင်တော့ကုသိုလ်တော်ဖရာကမ္ဘာအကြီးဆုံးစာအုပ်လို့တင်စားတဲ့ကြောက်စာတိုင်းဖြူဖြူလေးတွေကြားလမ်းလျှောက်နေတဲ့ပုံဆိုပြီးတော့ဒီဓာတ်ပုံလေးကိုကိုယ်အနေနဲ့ဂျမ်နိုင်ကနေပြီးတော့ထုတ်လို့ရပါတယ်ပြီးပြီဆိုရင်တော့မြန်နန်းစံကျော်ရွှေနန်းတော်ကြီးရဲ့ခန့်ညားထဲဝါမှုကိုပြပါဒီလိုမျိုးလေးပဲပေါ့နော်ကိုယ်အနေနဲ့ဒီဂျမ်နိုင်မှာပဲကိုယ်အနေနဲ့ရိုက်ရှာလို့ရပါတယ်โอเคပါဒီဗီဒီယိုလေးကတော့ AI ကိုအသုံးပြုပြီးတော့လွယ်လွယ်ကူကူနဲ့ဘယ်လိုမျိုးဗီဒီယိုထုတ်လို့ရမလဲဆိုတဲ့နီလန်းလေးကိုပြပေးထားတဲ့အပိုင်း1လေးပဲရှိပါတယ်โอเคပါနောက်ထပ်အပိုင်း2မှာတော့ကျွန်တော်အနေနဲ့ဒီဓာတ်ပုံလေးတွေကိုဘယ်လိုမျိုးဖန်တီးရမလဲဗီဒီယိုကိုဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်โอเคပါအပိုင်း2မှာကျွန်တော်နဲ့အတူတူဆက်ပြီးတော့လေ့လာကြမယ်เนาะဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ